မော်ရီဇွန်ဆက်ရောဝါရဲ့လေကြီးပုံနဲ့နှာတွေ့ရတယ်မတရားဖြစ်နေမမီစရာလုံးဝရှိအောင်ဖြန့်ပတ်ပြီးပြောမယ်ရုပ်နဲ့နှင်းနဲ့စားပါလေကြောင့်ဆက်ပွဲရွာနေဆောင်မိုးလေးတော့ကလုံးနဲ့သူ့ရဲ့ကြောက်